ကိုဒီနေ့ကဦးဇင်းဗီဒီယိုဖိုင်လေးတစ်ဖိုင်ကြည့်ရတယ်တခါကြီးကလက်80ကျော်ငငယ်တုန်းကကျမကြီးအရန်ကောင်းနေတဲ့ဖြူပူပွေးခတ်ချောချောပဲပစ္စည်းဥစ္စာအရန်ကိုပေါ်များတယ်အရန်ချမ်းသာတယ်တဲ့အဲ့ဒါကင်းစားဖြစ်လို့ဆိုပြီးတော့ဘန်ကောက်သွားပြီးတော့ဈေးကုအဲ့ဒါသူ့အလုံးကြည်ညိုတဲ့ဆရာတော်ကြီးကိုပင့်တော့ဆရာတော်ကြီးကလည်းကြွပြီးတော့သူ့ကိုတရားဟောမယ်ဆိုတော့သူ့ကိုလာတွေ့တာပေါ့အဲ့တော့ဆရာတော်ကြီးနဲ့လည်းတွေ့ရောအဲ့ဒီတခါကြီးကဘာလုပ်လဲကျုံပွဲချပြီးတော့ငိုတယ်ဗျအသက်80ကျော်အဖိုးကြီးတယောက်ငိုနေတာကိုကြည့်ရတာစိတ်ထဲမှာတော်တော်ကိုမသက်မသာခံစားရတယ်တခုတွေးမိတာလည်းရှိတယ်အသက်ကြီးသွားယုံလေးနဲ့ပစ္စည်းချင်းကိုရင်ဆိုင်နေတဲ့စွမ်းရည်တတ္တိတွေကအလိုလျောက်ရမလာပါလားစဉ်းစားကြည့်နော်အသက်ကြီးသွားတာကိုဘာမှကြိုးစားလိုက်ရတာမလို့သူကြီးသွားတာလေပစ္စည်းမှုကိုရင်ဆိုင်နေတဲ့အရေးအသွေးဆိုတာရှားထားမှရမှာပါလားလှုပ်ထားမှရမှာပါလားအသက်ကြီးသွားယုံကလေးနဲ့ပစ္စည်းချင်းကိုရင်ဆိုင်နေတဲ့အရေးအသွေးကအလိုလျောက်ရောက်မလာဘူးနောက်ထပ်တစ်ခုစဉ်းစားမိတာကလည်းပဲနှစ်ပေါင်း80ကျော်လူဘဝကြီးကိုနေလာခဲ့ပြီးကမှဘဝဆိုတာတစ်ချိန်ရင်ပစ္စည်းရလိမ့်မယ်ဆိုတာကိုတိတက်တဲ့အရွယ်တည်းကစနားလက်ခံခဲ့ပြီးကမှအခုတကယ်တွေ့လာပြီဆိုတော့ဘာလို့ဒါကိုလက်မခံနိုင်မဲနဲ့ညှင်းဆန်နေရတယ်စဉ်းစားကြရန်ကောင်းတယ်နော်အဲ့ဒီအဖိုးကြီးကိုကြီးအပြစ်တင်လို့မရဘူးဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲကိုအဲ့ဒီအရွယ်ရောက်လို့အဲ့ဒီလိုအနေထားမျိုးရောက်လာရင်တုံလုံးချောင်ချမှုမရှိဘူးလို့အမခံချက်မပေးနိုင်နေဘူးဟုတ်လားတတ္တဝတိုင်းဟာဘယ်ပြေရောက်လို့မှသိခြင်းမရလို့ဦးဇင်းကတော့မထင်ဘူးဘဝတဏှာရှိနေသေးတော့နေခြင်းသေးတာပဲလေနေခြင်းသေးတာပဲတော့ဒီနေခြင်းနေတဲ့စိတ်ကြီးကိုဘာလို့ခေါ်တော့ဘဝတဏှာတော့ကိုယ်စိတ်ကနေခြင်းနေတဲ့သဘာဝတရားကခွင့်မပြုတော့ဘူးကိုယ်မီပြက်ရတော့မယ်ရက်ရတော့မယ်ဆိုတော့သဘာဝတရားနဲ့ကိုယ်နဲ့ကဘယ်လိုဖြစ်နေတော့ညှိလို့မရတယ်လို့ဖြစ်နေအဲ့မှာဒုက္ခရောက်တယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတို့ပေါင်းတို့ပစ္စည်းမှုကိုရှင်းရှင်းလင်းလင်းနားလည်ထားတဲ့ဉာဏ်ပညာကသာလျှင်ပစ္စည်းမှုနဲ့ကြုံလာတဲ့အခါမှာစိတ်နှလုံးကိုအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ချမ်းချမ်းသာသာရှိစေလိမ့်မယ်ဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရှားထားတဲ့အာကိုရာတွေကမသေးခင်ရှင်သန်နေထိုင်စဉ်အတွင်းမှာတော့အသုံးချရုံမျှတန်ဖိုးရှိတဲ့အရာတွေပဲသိတဲ့အခါမှာဘာမှသုံးလို့မရတဲ့အရာတွေတကယ်တမ်းကတဘဝနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေးကြတဲ့အခါမှာကြိုတင်ပြင်ဆင်ကြတဲ့နေရာမှာအလွန်မှသဘာဝကျဖို့အထူးသဖြင့်အလွန်မှမျှတဖို့တော့လိုလိမ့်မယ်လို့ဆိုခြင်းတယ်များသောဖြင့်လူတွေကနေတုံးလေးပဲအစဉ်ပြေအောင်ပဲကြိုးစားကြတာလေပစ္စည်းမှုနဲ့တွေးလာရင်အစဉ်ပြေအောင်ဟဲ့ဆိုပြီးတော့ကြိုးစားတာရှိသလားအရန်နေတယ်ပေါ့ရှိတော့ရှိပါတယ်အရန်နေတယ်ဟုတ်တယ်မဟုတ်လားနေရေးအတွက်အစဉ်ပြေအောင်ပဲဦးစားပေးပြီးတော့ကြိုးစားတာတည်ရေးအတွက်အစဉ်ပြေအောင်ဟဲ့ဆိုပြီးတော့ကြိုးစားတဲ့အချိန်ကအလွန်နေတယ်အလွန်မှတစ်ဖက်ဆောင်နေနိုင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်တည်တဲ့အခါမှာအစဉ်မပြေဖြစ်ပြီးတော့တည်ကြတဲ့တတ္တဝါတွေပဲများတယ်ဒါကြောင့်မြတ်စွာဘုရားကနာထံလပတိတုံလည်းပါအလွန်ရနိုင်ခဲ့တဲ့အာကိုရာအစစ်ကိုရလိမ့်မယ်ဘလို့လုပ်ရင်ရမလဲအတ္တနာဟိတုတ္တန္တေနာကိုယ်စိတ်ကိုကောင်းကောင်းဆုံးမခြင်းအဖြစ်ကိုယ်စိတ်ကိုကောင်းကောင်းဆုံးမတယ်ဆိုတာသောတော်ကပြောတဲ့သတိပဋ္ဌာန်တရားကိုပွားများတာကိုပြောတာဟုတ်လားဒါကြောင့်ဒီဂါထာလေးကအလွန်မှအတိပ္ပယ်လေးနဲ့တယ်အတ္တဟိအတ္တနောနာထောမိမိတည်တာလည်းမိမိအတွက်အာကိုရာဖြစ်တယ်ကိုဟိနာထောပရောတိယမိမိမှတပါအခြားသူတွေကမိမိအတွက်အာကိုရာမဟုတ်ဘူးအတ္တနာဟိတုတ္တန္တေနာကိုယ်စိတ်ကိုကောင်းကောင်းဆုံးမခြင်းအဖြစ်နာထလပတိတုံလည်းပါအလွန်ရနိုင်ခဲ့တဲ့ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိခြင်းလို့ဆိုတဲ့ဉာဏ်ပညာကိုရလိမ့်မယ်လို့ခေါ်တာဟုတ်လားအဲ့လိုဆိုရင်ရနိုင်ခဲ့တဲ့အာကိုရာကိုရဖို့အတွက်ဦးဇင်းတို့ဟာသတိပဋ္ဌာန်တရားကိုပွားရမယ်အဲ့လိုစစ်မှန်တဲ့အာကိုရာကိုရှာတဲ့နေရာမှာသူများကိုကိုယ့်အတွက်ရှာခိုင်းလို့ရမလားဟောဒီအချက်ကိုစဉ်းစားနော်ပိုက်ဆံတွေဘယ်လောက်ရှိလို့ဘယ်လောက်ပဲရှာထားငါအတွက်2သိန်းဘိုးလောက်3သိန်းဘိုးလောက်တရားလေးအထုတ်ပေးသမ်းပါဆိုလို့လုပ်လို့ရတယ်လားအရန်ကိုယဉ်ဒီလို့ကိုယ်ကိုလည်းအရန်ချစ်လို့ကိုင်ငါကိုစားလေးနည်းနည်းလောက်လုပ်ပေးစမ်းပါလို့ခိုင်းလို့ရမလားကိုယ်အတွက်ဘယ်သူမှရှာခိုင်းလို့မရတယ်လို့ဘယ်သူအတွက်မှလည်းကိုယ်လည်းရှာပေးလို့မရဘူးကိုယ်အတွက်ကိုယ်တိုင်ပဲရှာမယ်ဒါကြောင့်မြတ်စွာဘုရားကိုအားကိုးလို့ပြောတာလူတွေကအတ္တဟိအတ္တနောနာထောကိုအားကိုးရမယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့နားလည်မှုတော့နည်းနည်းလွဲနေတယ်လို့ဦးဇင်းကထင်တယ်အတ္တဟိအတ္တနောနာထောကိုသာလင်ကိုအားကိုးရမယ်ဆိုတာကိုသူတို့ကဘယ်လိုနားလည်ထားတယ်ထင်လဲဒီကိုယ်ထဲမှာအားကိုးရကြီးအလိုလျောက်ရှိနေတယ်လို့ထင်နေတာအားကိုးရကရှာမထားဘဲနဲ့ဘယ်ကမှအလကားရောက်မလာဘူးနော်
ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုယ့်အတွက်အားကိုးရာကိုကိုယ်ကိုယ်တိုင်မလုပ်အောင်လို့ရှာထားရမယ်